သူမရဲ့နောက်ဘက်ကနေထူးဆန်းတဲ့အတန်တစ်ခုကိုရုတ်တရက်ကြားလိုက်ရတယ်။လှေပေါ်ကကျိုးကလည်းရုတ်တရက်တင်းကျပ်သွားပြီးအပြင်းလွန်းတာကြောင့်လှေပေါ်မှာအပေါက်တစ်ပေါက်ပေါက်ထွက်သွားတယ်။အခြားရွေးချယ်စရာမရှိတော့တဲ့ဝစီကစွန့်စားဖို့ဆုံးဖြတ်လိုက်ရတယ်။ဝိဆက်ရဲ့အကူအညီနဲ့သူမကအန်ရီကနေမျောလင့်မထားလောက်အောင်ကံကောင်းစွာလွတ်မြောက်နိုင်ခဲ့ပြီးဝေလငါမကိုက်ခင်လေးမှာပဲကြောက်တန်းပေါ်ကိုတက်နိုင်ခဲ့တယ်။အခုချိန်တွက်တော့သူတို့နှစ်ယောက်ဟာတိုက်ခိုက်ခံရမယ့်အန်ရီကနေလုံခြုံသွားပြီဖြစ်တယ်။စိတ်တည်ငြိမ်သွားပြီးနောက်သူတို့ကဝေလငါကဘာကြောင့်ရုတ်တရက်သူတို့ကိုတိုက်ခိုက်လာတာလဲဆိုတာစတင်စဉ်းစားကြတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့အဖေတယောက်ကိုတောင်အဲ့ဒီဝေလငါကတပ်ပစ်ထားပြီးသားဖြစ်တယ်။မကြခင်ချိန်တုန်းကသူတို့ဟာဂျက်နဲ့အတူပင်လယ်ကမ်းခြေကိုလာခဲ့ကြတယ်။အထောက်ကျုံးဝိုင်းနေရာက Jet Sky စီးဖို့အရန်တင့်တော်နေတယ်လို့မြင်တာကြောင့်သူတို့ကထိမ့်မရအောင်ပျော်ပျော်ရွှင်ရွှင်စီးကစားခဲ့ကြတယ်။ဒါပေမဲ့ Jet Sky ရဲ့အတန်ကျဲကြီးကဝေလငါကိုအနှောက်အယှက်ဖြစ်စေခဲ့တယ်။ဒေါသထွက်သွားတဲ့ဝေလငါကသူတို့ရဲ့ Jet Sky ကိုဝင်တိုက်လိုက်ပြီးမှောက်ပစ်လိုက်တယ်။အစပိုင်းမှာတော့အခြေအနေကဘယ်လောက်အန္တရာယ်များတယ်ဆိုတာသူတို့မသိခဲ့ကြဘူး။ Jack က Jet Sky ပေါ်ကိုပြန်တက်ဖို့ကြိုးစားတဲ့အချိန်မှာဝေလငါကထပ်ပေါ်လာပြီးထပ်မံမှောက်ပစ်လိုက်တယ်။အဲ့ဒီအချိန်မှသာသူတို့အန္တရာယ်ကြီးနေပြီဆိုတာသဘောပေါက်သွားကြတယ်။ Jack ကရေပေါ်ပြန်တက်လာပြီးလှေဘက်ကိုရေကူးလာခဲ့တယ်။ဒါပေမဲ့ဝေးစရဲ့လက်ကိုဖမ်းလိုက်တဲ့အချိန်မှာပဲဝေလငါကရုတ်တရက်ပေါ်လာပြီးသူ့ကိုပင်လယ်နက်ထဲဆွဲခေါ်သွားခဲ့တယ်။ကြောက်တန်းပေါ်ကိုတက်ပြီးနောက်သူတို့ကဝေလငါရဲ့အမီးတောင်ပံကကွေးနေတယ်ဆိုတာသတိရသွားကြတယ်။အဲ့ဒါဟာဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ဝေလငါတွေမှာတွေ့ရတဲ့လက္ခဏာတစ်ခုပဲဖြစ်တယ်။ဒါကြောင့်အဲ့ဒီဝေလငါဟာဖမ်းထားရာကနေပြန်လွတ်ပေးထားတဲ့ဝေလငါတစ်ကောင်ဖြစ်တယ်လို့သူတို့ခန့်မှန်းလိုက်ကြတယ်။ပြီးတော့ဒီနေရာကလည်းအတော်ကျုံဝိုင်းဖြစ်နေတယ်။သူတို့ရဲ့ခန့်မှန်းချက်အရရေတက်ချိန်မှာဝေလငါကဒီနေရာထဲကိုဝင်လာခဲ့ပေမဲ့ရေကျသွားတဲ့အခါမှာတော့သူ့ကိုယ်သူထပ်ပြီးပိတ်မိနေတယ်လို့ထင်သွားခဲ့တယ်။အဲ့ဒါကြောင့်ပဲသူတို့၃ယောက်ပေါ်ရန်လိုတဲ့အပြုအမူတွေဖြစ်ပါတယ် subscribe လုပ်ခဲ့ကြအောင်ပြု